အရှိဆုံးအိမ်ပြန်ခီးကိုသိလားစစ်ကို10နှစ်ကြာအောင်တိုက်ခဲ့ပြီးတော့အိမ်ပြန်ဖို့နောက်ထပ်10နှစ်ကြာစူးစမ်းခဲ့ရတဲ့လူတစ်ယောက်အကြောင်းပေါ့ခင်ပေါ်ကြော်ကြားဖို့အတွက်မဟုတ်ဘဲနဲ့သူ့ဇနီးသူ့သားသူ့မြေကိုပြန်တွေ့ချင်ခဲ့တဲ့အိမ်ပြန်ခီးဒီဇလန်းကနှစ်တည်ရာထောင်ချီပြီးတာတော့မှအကြော်ကြားဆုံးဇလန်းတစ်ခုအဖြစ်ဘာကြောင့်ဒီနေ့ထိရှိနေတာလဲလူတွေကအိမ်ပြန်ဖို့ရှေးရှားခက်ခဲတဲ့ခီးတွေကိုဖော်ပြတဲ့အခါဒီဇလန်းကိုဒီနေ့အချိန်ထိတင်စားပြီးတော့ပြောပြနေကြတော့မယ်ဒီဇလန်းကဘာတွေထူးခြားလို့လဲParis ကပြလိုက်တစ်ခုမှာချူသူဇလန်ကိုသွားတွေ့ခဲ့တယ်။ဗဂျီကားတွေအပြည့်ဆွဲထားတဲ့နေရန်တွေကြားမှာရက်နေရင်းနဲ့ပေါ့။ပြီးတော့တစ်ခုခုကဒီဇလန်လေးကိုရင်းနှီးစေတယ်လို့ခံစားရစေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဒန်နာယီဇလန်တစ်ခုတည်းတင်မကဘူး။အိမ်ကနေဝေးကွာနေကြတဲ့သူတိုင်းကိုပြန်လဲရှာဖွေဖို့ရုန်းကန်နေရတဲ့သူတိုင်းရဲ့ဇလန်ဖြစ်လို့ပါပဲ။ဒီနေ့ချူနဲ့အတူပကြီးဆရာတယောက်ရဲ့အမြင်ကနေတဆင့်လူတယောက်ရဲ့အိမ်ပြန်ခီးဂရိနဖျားတွေအကြောင်းနဲ့ရုန်းကန်မှုတွေပြည့်နေတဲ့ဒီဇလန်ကိုအတူတူရှာဖွေကြည့်ကြရအောင်အင်တာနက်မှာရှာလို့မလွယ်တဲ့ပြတိုက်တွေအမှုပညာတွေကိုအဓိကခန်းစားစေချင်တဲ့အတွက်ဒီနေ့ချူအရန်လာပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ Paris မြို့ကနေရာလေးတစ်ခုကိုသွားဖို့ရွေးထားတဲ့ Musée National Gusto Moreau လို့ခေါ်တဲ့အမှုပညာဗိမာန်တစ်ခုထဲမှာချူရဲ့ခြေရာသစ်တွေထပ်ပြီးတော့ထားခဲ့မှာပါမြန်မာပြည်သူတွေအတွက်နာမည်ကြီးတဲ့ပြတိုက်နဲ့အမှုပညာလက်ရာတွေကတော့အင်တာနက်မှာလွယ်ကူကြည့်နိုင်လေ့လာနိုင်ပေမဲ့ Chu in Paris ကမ္ဘာလေးထဲမှာတော့တိမ်မြုပ်နေတဲ့ရှားပါအကြောင်းအရာလေးတွေကိုအတူတူရှာဖွေခန်းစားကြမယ်နော်ဒါကြောင့်ဘယ်တော့မှတာမန်နေရာတစ်ခုမဟုတ်ခဲ့တဲ့တစ်ချိန်ကပကြီးဆရာဂူစတိုမိုဂိုရဲ့အိမ်နဲ့အလုတ်ခန်းအဖြစ်သုံးခဲ့တဲ့အဆောက်အဦကိုသွားမှာပါသူကဒါတွေကိုဒန်နာယီဇလန်တွေရဲ့ပြတိုက်တစ်ခုအဖြစ်ဖန်တီးခဲ့တဲ့အိမ်မက်တွေနဖျားတွေထူးဆန်းတဲ့ဇလန်တွေနဲ့ပြည့်နေတဲ့နေရာတစ်ခုပြတိုက်ထဲကိုဝင်လိုက်တာနဲ့သူတော်စင်တွေရေသူမတွေစိတ်ကူးရင်တတဝါအကောင်တွေလူစမ်းကောင်းတွေအားလုံးကတိတ်ဆိတ်နဲ့ကိုယ့်ရဲ့အလားကိုစောင့်ကြုံနေကြသလိုပဲဒီပြရိုက်နေရန်ပေါ်ကတချို့သူတွေကသူတို့အိမ်ကိုဘယ်တော့မှပြန်မရောက်နိုင်ကြဘူးလမ်းပြောက်သွားလို့မဟုတ်ဘူးသူတို့အိမ်ကထွက်လာခဲ့တဲ့အချိန်မှာကြံခဲ့တဲ့ကဘာကြီးကပြောင်းလဲသွားလို့ပါဒီဂူစတိုမိုကိုပြရိုက်ထဲကရွှေပေါင်နေနဲ့တိတ်ဆိတ်ချင်းတွေကြားထဲမှာချူအိုဒစီရဲ့အိမ်ပြန်ခီးကိုသွားပြီးတော့တွေးခဲ့တယ်ခံစားခဲ့ရတယ်စစ်တိုက်ခဲ့တဲ့သူနတ်ဖျားတွေကိုစန့်ကျင်ခဲ့တဲ့သူပြီးတော့အိမ်ပြန်ရောက်တာတော့ငြိမ်းချမ်းမှုကိုမတွေးနိုင်ခဲ့တဲ့သူတယောက်ဒါကဒန်နာရီတစ်ခုတည်းတင်မဟုတ်ဘဲနဲ့အမှန်ကမှန်တစ်ချက်လည်းဖြစ်နေနိုင်တယ်အိမ်ပြန်လန်းကိုရှာနေကြတဲ့ခီးသွားတိုင်းရဲ့မှန်တစ်ချက်ဒီအိုဒစီရဲ့အိမ်ပြန်ခီးကိုမပြောခင်ပြတိုက်လေးကိုနည်းနည်းလေးမိတ်ဆက်လိုက်မယ်နော်ဒီပြတိုက်လေးကပကြီးဆရာဂူစတိုမိုကိုနေခဲ့အလုံးလုံးခဲ့အိမ်မက်တွေမှတ်ခဲ့တဲ့အိမ်လေးပါသူကွယ်လွန်သွားတဲ့အခါမှာသူ့ရဲ့အမှုပညာတွေကိုတစ်ခုစီခွဲပြီးထားတာမျိုးသူကမမြင်ချင်ဘူးပြီးတော့အမှုပညာလက်ရာတွေကိုလည်းသိမ်းထားပြီးတော့ဘယ်သူမှမမြင်ရမတွေ့ရမခံစားရတော့တာမျိုးလည်းသူကမဖြစ်စေချင်ဘူးဒါကြောင့်သူတည်ဆုံးပြီးသွားတဲ့အချိန်မှာသူထားခဲ့တဲ့အတိုင်းပဲဒီအိမ်လေးတွေအလုတ်ခန်းတွေပုံချမ်းတွေထောင်ပေါင်းများစွာတဲ့ပကြီးကားတွေအားလုံးကိုဒီတိုင်းပဲရှိနေစေချင်ခဲ့တာအနုပညာရှင်တယောက်ရဲ့ဘဝတစ်ခုလုံးကိုဇလန်းတစ်ခုကိုတနေရာထဲမှာသူကမြင်တွေ့စေချင်တာပြရိုက်ထဲကိုလှမ်းလျှောက်ပြီးတော့ဝင်လိုက်တာနဲ့သူစိတ်ကူးရင်ပြီးတော့ထားခဲ့ခြင်းတဲ့အတိုင်းရှိခဲ့တဲ့ဒီအဆောက်အဦပုံစံလေးသူ့ရဲ့စိတ်ကူးလေးကိုဝင်သွားသလိုမျိုးခံစားရပါတယ်ဒီအဆောက်အဦကအလွှာတွေအများကြီးရှိတယ်အောက်ဆုံးတက်မှာတိတ်ဆိတ်နဲ့သူပုံဆွဲခဲ့တဲ့အခန်းသူ့စိတ်ကူးတွေစတင်ခဲ့တဲ့နေရာလေးပေါ့နောက်ပြီးတော့သူမိသားစုနဲ့အတူတူနေခဲ့တဲ့သူမိသားစုနေခဲ့တဲ့အခန်းတိုက်ခန်းလေးကိုလည်းတွေ့ရမယ်ဒီအခန်းလေးတွေမှာဆိုလို့ရှိရင်သူ့ရဲ့နေစဉ်ဘဝတွေခန်းစားချက်တွေအခုချိန်ထိကြံရစ်နေသေးသလိုပဲပြီးလို့ရှိရင်ဒီကနေအပေါ်ဓာတ်ကိုထပ်ပြီးတက်လိုက်မယ်ဆိုလို့ရှိရင်ပြခန်းအဖြစ်သုံးတဲ့ခန်းမအကြီးနှစ်ခုရှိရဲ့အလုတ်ခန်းအဖြစ်သုံးတာပေါ့နော်ဒီနေရာနှစ်ခုကရမ်းမိုက်ပြီးတော့သူ့ရဲ့လက်ရာတွေပကြီးကားတွေအိမ်မက်တွေနဲ့ပြည့်နေတဲ့ပြခန်းကြီးလို့ပြောလို့ရတယ်ဒီမှာကြည့်နေရင်လည်းပုံချမ်းတွေပကြီးကားတွေရေစေးတွေစုပေါင်း13000ကျော်လောက်သူကဖန်တီးခဲ့ပြီးတော့ဒီပြရိုက်ထဲမှာဒီနေ့အထိ
အားလုံးကိုတွေ့နေရသေးတယ်သူကိုယ်တိုင်ပဲစနစ်တကျစီစဉ်ပြီးတော့ထားခဲ့တဲ့အတိုင်းပဲဒီနေ့မှာမြင်နေရတာပါဒီနေရာလေးရဲ့ထူးခြားတာကအားလုံးကိုပြီးမြောက်တဲ့အမိုက်စားလက်ရာတွေကိုပဲနေရန်တွေပေါ်မှာချိတ်ပြီးတော့ပြထားတာမဟုတ်ဘဲနဲ့သူဖန်တီးခဲ့တဲ့လုပ်ငန်းအဆင့်ဆင့်ပေါ့နော်ပုံချမ်းလေးတွေအစောပိုင်းလေးလာမှုတွေစိတ်ကူးယဉ်မှုတွေဒီတုံးခဲ့တဲ့ပစ္စည်းလေးအားလုံးကိုအဆင့်ဆင့်ဒီမှာသူစပြီးတော့စိတ်ကူးတာနေပြီးတော့ပကြီးကားဖြစ်သွားတဲ့အချိန်ထိအဆင့်ဆင့်လုပ်ခဲ့တဲ့အရာတွေအားလုံးကိုဒီနေရာလေးတစ်ခုထဲမှာမြင်ရပါတယ်သူ့ရဲ့ဒီပကြီးကဘာလေးတွေကိုရောက်သွားသလိုမျိုးခံစားရတယ်ဒီပြခန်းထဲမှာဆိုလို့ရှိရင်လည်းအားလုံးရဲ့အလယ်မှာကြောင်လိန်လေကားကြီးတစ်ခုရှိတယ်ဒီကြောင်လိန်လေကားရဲ့ဖွဲ့စည်းထားတဲ့ပုံစံသူ့လေကားလေးကိုတက်သွားလိုက်မယ်ဆိုလို့ရှိရင်တကယ်ကိုဇလန်းတစ်ခုပကြီးကားတစ်ခုအမှုပညာဆန်တဲ့ကဘာတစ်ခုတည်းကိုဝင်သွားသလိုမျိုးခံစားရတယ်ဒီအခန်းကျယ်ကြီးထဲမှာဒဏ္ဍာရီဆန်ဆန်နဲ့အယောင်ဆုံဆုံလင်းလင်းလက်ရမြောက်ဆွဲထားတဲ့ဇက်ကောင်ပေါင်းများစွာဇလန်းပေါင်းများစွာကိုတွေ့ရတယ်ဒီထဲမှာချူသွားပြီးတော့ခန်းစားခဲ့သတိထားမိခဲ့တာကတော့ Odyssey ရဲ့အိမ်ပြန်လန်းပကြီးကားကြီးပါပဲပကြီးကားအရန်ကြီးတဲ့ကြီးပဲနယံတစ်ခုလုံးကိုအပြည့် Odyssey ရဲ့ရှေရှားတဲ့အိမ်ပြန်ခီးကိုမပြောပြခင်ဂရိနတ်ဖျားတွေအကြောင်းကိုအရင်ဆုံးပြောပြဖို့လိုအပ်ပါလိမ့်မယ်မြန်မာပြည်မှာဆိုလို့ရှိရင်ဒီနတ်ဖျားတွေအကြောင်းတော်တော်များများမသိကြဘူးဒါကြောင့်ဒီဂရိနတ်ဖျားတွေအကြောင်းကိုအရင်ဆုံးစပြီးတော့ရှင်းပြပါရစေ Zeus နတ်ဖျားတွေရဲ့ဘုရင်Zeus ကနတ်ဖျားတွေအားလုံးရဲ့အကြီးအကဲဖြစ်တယ်ဘုရင်ဖြစ်တယ်ပေါ့နော်ကောင်းကင်ကိုအုပ်ဆိုးပြီးတော့လူသားတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးတဲ့သူပါဒီ Odyssey ရဲ့ဇာတ်လမ်းထဲမှာဆိုလို့ရှိရင်တစ်ခါတရံကူညီပေမဲ့အများသောအားဖြင့်သူကဂျားနေတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ Odyssey ရဲ့ဇာတ်လမ်းမှာဒီဘက်လည်းမလွန်ဟိုဘက်လည်းမလွန်အောင်ဂျားတွေကနေပြီးတော့ဝိုင်းထိန်ပေးတဲ့ဒိုင်လူကြီးတရားပုံစံမျိုးပေါ့ဘာဖြစ်လို့လဲဆိုတော့ Odyssey ရဲ့အိမ်ပြန်ခီးထဲမှာနတ်ဖျားတွေပါဝင်ပတ်သက်တာဒီအသင်းနှစ်ဖွဲ့ကွဲသလိုမျိုးဖြစ်နေတာပေါ့နော်ဒီတစ်ဖက်ကနေပြီးတော့သူ့ကိုကူညီတဲ့အသင်းနောက်တစ်ဖက်ကသူ့ကိုအိမ်ပြန်လို့မရအောင်ဒုက္ခပေးတဲ့အသင်းပေါ့ဒီဘက်ကနတ်ဖျားဒုက္ခပေးလိုက်ဒီဘက်ကနတ်ဖျားကူညီလိုက်နဲ့ပြောချင်တာတော့ Odyssey ကတော့ဒီနတ်ဖျားတွေရဲ့ကစားခံရတဲ့ playground လို့ဖြစ်နေမှာပေါ့နော်နတ်ဖျားတွေရဲ့ပါဝင်ပတ်သက်မှုကိုမျက်စိထဲမှာမြင်ပြီဆိုလို့ရှိရင်နောက်ထပ်နတ်ဖျားတစ်ပါးနဲ့မိတ်ဆက်ပေးပါမယ်သူကတော့ Poseidon လို့ခေါ်တဲ့ပင်လယ်တွေကိုအုပ်ဆိုးတဲ့နတ်ဖျားပါသူကတော့ခုန Zeus ရဲ့ညီသူကဒီ Odyssey ကိုတော်တော်လေးဒေါသထွက်တယ် Poseidon ကဘာဖြစ်လို့ဒေါသထွက်သွားတာလဲဆိုတော့သူကဒီနတ်ဖျားတွေကပေါ့နော်သူတို့ကိုလေးစားမှုယိုသိမ်မှုကိုအလွန်အမင်းဂရုစိုက်တယ်အဲ့ဒီအချိန်မှာဒီOdyssey ကသူ့ရဲ့သားကိုမျက်စိကန်းအောင်လှုပ်လိုက်တယ်လို့မျိုးဖြစ်သွားတဲ့အခါသူကဒီမိသားစုရဲ့ဂုဏ်သိက္ခာကြောင့်ဒေါသထွက်ပြီးတော့ပြန်ပြီးတုံ့ပြန်လာပေါ့နော်မလေးမစားဖြစ်တယ်ဆိုပြီးတော့ဒါကြောင့်သူကတုံ့ပြန်လာနောက်ထပ်နတ်ဖျားတစ်ပါးကိုမိတ်ဆက်ပေးမယ်ဆိုလို့ရှင်တော့သူကနတ်ဖျားမှာပါသူကအသီနာလို့ခေါ်တဲ့နန်းပညာပါနတ်မှုနဲ့စစ်ရေးဗျူဟာတွေကိုအုပ်စိုးတဲ့နတ်ဖျားမှာပါသူက Zeus ရဲ့သမီး Odyssey ကိုအဓိကထောက်ခံပြီးတော့ကူညီပေးတဲ့သူဒီသူရှင်သန်မှုအတွက်အကြံကောင်းတွေပေးပြီးတော့ကူညီခဲ့တဲ့သူပေါ့နော်ဒီနတ်ဖျားမအသီနာကပါနတ်ပြီးတော့တော်တဲ့ထက်မြက်တဲ့သူတွေကိုသဘောကျတယ်နှစ်သက်တယ်ဒီရဲရင်နဲ့ပြီးရင် view ဟာကောင်းတယ်ပေါ့နော်သူမလိုပဲအရန်တော်တဲ့သူတွေကိုသူကသဘောကျတယ်ချီးကျူးတယ်ဒါကြောင့် Odyssey ကိုလည်းအချိန်ချင်းအများကြီးကူညီပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူကူညီတဲ့အကြောင်းရင်းကဒီ Odyssey အထဲမှာပေါ့နော်သူ့ရဲ့ပုံစံလေးကိုပြန်ပြီးမြင်နေရတယ်ဆိုပြီးတော့သူကသဘောကျတဲ့အတွက်ကူညီပေးတယ်အဲ့ဒီအခါမှာဒီ Odyssey ရဲ့အိမ်ပြန်ခီးကနှစ်ဖက်ပေါ့နော်သူ့ကိုကူညီပေးတဲ့အသီနာဆိုတဲ့နတ်ဖျားမှရှိတယ်ပြီးတော့သူ့ကိုတိုက်ခိုက်တဲ့ Poseidon ဆိုတဲ့ဒီနတ်ဖျားရှိတယ်သူတို့နှစ်ခုကတယောက်ကတိုက်ခိုက်လိုက်တယောက်ကကူညီလိုက်ဆိုပြီးတော့ဒီစပြီးတော့ထိတ်တိုက်တွေ့တဲ့အချိန်မှာတခြားနတ်ဖျားတွေကလည်းဒီဇလန်ထဲမှာဆက်နွယ်ပတ်သက်ပြီးတော့နောက်ထပ်ပြီးတော့ဆွဲခေါ်ခံလိုက်ရလို့ဒီဇလန်ထဲမှာပါလာကြရပေါ့နော်ဒီနတ်ဖျားကြီးနှစ်ပါးပါဝင်လာပြီဆိုတော့ဒီဇလန်ထဲမှာကြံတဲ့သူတွေကလည်းတဖြည်းဖြည်းနဲ့ဆက်သွယ်ပြီးပါဝင်လာရတဲ့ပုံစံမျိုးပေါ့ဒီဇလန်ထဲမှာပါဝင်လာကြတဲ့နတ်ဖျားတွေကတော့ဒီ Hermes လို့ခေါ်တဲ့ခရီးသွားလာရေးဆက်သွယ်ရေးနဲ့ပတ်သက်တဲ့နတ်ဖျားပေါ့နော်သူကလည်း Zeus ရဲ့သားပဲသူကတော့အဲ့လိုမျိုးဒီနတ်ဖျားနဲ့လူသားတွေကြားထဲမှာအချင်းချင်းဆက်သွယ်လို့ရအောင်စာတွေပို့ပေးတဲ့နတ်ဖျားပေါ့နောက်တစ်ခုက Helios လို့ခေါ်တဲ့နေမင်းသားနတ်ဖျားပါသူကလည်းဒီ Odyssey ကိုမိုးကြိုးနဲ့ပစ်ပြီးတော့တိုက်ခိုက်ဖို့အတွက်တောင်းဆိုခဲ့တဲ့နတ်ဖျားတစ်ပါးပါ
နောက်ထပ်နတ်ဖျားတွေကတော့ Calypso နဲ့ Circe လို့ခေါ်တဲ့မော်အတက်နဲ့ပတ်သက်တဲ့နတ်ဖျားတွေပါသူတို့ကတော့ Odyssey ကိုနှစ်သက်မြန်လို့သဘောကျပြီးတော့သူ့ရဲ့ကျွန်းမှာနှစ်ပေါင်းများစွာလို့သူနဲ့အတူတူရှိနေစေတာပေါ့နော်နောက်ပြီးတော့သူတို့ကိုလည်းဝက်အဖြစ်ပြောင်းလိုက်တာမျိုးတွေလည်းရှိတယ်ခဏနေဇလန်းလေးကိုပြောပြတဲ့အချိန်ကြလို့ရှင်ဒါတွေကိုတွေ့ရပါလိမ့်မယ်သူတို့ရဲ့အခန်းကဏ္ဍကိုနောက်ထပ်နတ်ဖျားတစ်ပါးကတော့ Hades ငရဲခန်းရဲ့နတ်ဖျားပါသူက Zeus နဲ့ Poseidon တို့ရဲ့ညီ Odysseus ကသူ့ရဲ့ငရဲခန်းကိုဒီဇလန်ထဲမှာတွားခဲ့ရတဲ့ခံလေးပါလိမ့်မယ်သူဘာကြောင့်တွားခဲ့တာလဲဘာကြောင့်တဆေးတွေနဲ့လူတွေနဲ့စကားပြောခဲ့တာလဲဆိုတာကိုဇလန်လေးကိုရှင်းပြတဲ့အချိန်ချလို့ရှင်နားလည်ပါလိမ့်မယ်ဒီနတ်ဖျားတွေအားလုံးကမိသားစုတစ်ခုတည်းကလာကြတာပါသူတို့ရဲ့ဆက်ဆံရေးတွေပရိပခတွေကပဲ Odyssey ရဲ့ခရီးလမ်းကိုဒီလောက်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းသွားစေရတဲ့အကြောင်းရင်းပါဒီဒန္တာရီဇလန်းတွေကတကယ်ဖြစ်ခဲ့တာဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်ဒါပေမဲ့နားထောင်လိုက်တဲ့အခါမှာဒီဇလန်းတွေကနေတခုသင်ခန်းစာတွေအတွေးတွေအများကြီးပေးတတ်ပါတယ် Odysseus ကIthaca ကျွန်းရဲ့ဘရင်မှာကျွန်းကတေးသေးလေးဆိုပေမဲ့သူ့မှာတော့နှလုံးသားအကြီးရှိရယ်သူ့မှာအရန်ချစ်ရတဲ့ဇနီးဖြစ်သူ Penelope နဲ့မွေးကင်ဆာသားလေး Telemachus ဆိုပြီးတော့ရှိသေးတယ်ဒါပေမဲ့ဒီမှာ Trojan စစ်ပွဲကြီးစပြီးဖြစ်တဲ့အချိန်မှာသူကအိမ်ကနေပြီးတော့ဝေးယူသွားပြီးတော့တိုက်ခိုက်ခဲ့ရတယ်10နှစ်လုံးတိုက်ခဲ့ရတဲ့ဒီစစ်ပွဲဟာပါးနဲ့တဲ့ဖြတ်ထိုးညံကြောင့်ဒီမြင်းရုပ်ကြီးကိုတိဆောက်ပြီးတော့အောင်ပွဲဆင်နိုင်ခဲ့တယ်ဒီအကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင် Trio ဆိုပြီးတော့နာမည်ကြီးရုပ်ရှင်ဇာတ်ကားလည်းရှိရဲဆိုတော့တော်တော်များများတော့ဒီဇလန်းကြည့်ဘူးတဲ့ဆိုရင်ဒီဇလန်းလေးကိုနားလဲကြမယ်လို့ထင်တယ်ဒီအခုဖြစ်တဲ့သူ့ရဲ့အိမ်ပြန်ခီးကဒီစစ်ပွဲအောင်နိုင်ပြီးသွားတော့မှနောက်ပိုင်းမှာဆက်ဖြစ်လာခဲ့တဲ့ဇလန်းပေါ့နော်ဒီစစ်ပွဲကိုအောင်နိုင်ပြီးသွားတယ်ဆိုတဲ့အခါသူကအိမ်ကိုရွက်လွန်ပြီးတော့ထွက်ခွာခဲ့တယ်ဒီအိမ်ပြန်လာတဲ့ခီးမှာသူတို့ခဏနားကြရင်လည်းဒီလှိုင်ကူတစ်ခုထဲမှာနို့ဒိန်ကဲနဲ့လက်ဆက်တဲ့အသားတွေကိုသူတို့ကသွားပြီးတော့တွေးကြတယ်ဒီခီးတဲ့တွေရောလူတွေကလည်းဒီစစ်သားတွေကလည်းအကုန်လုံးကလည်းဘိုက်တီစနေကြပြီဆိုတော့တင်မော်သားကနေပြီးတော့ဒီ Odyssey ကိုမေးလိုက်တယ်ဒီနေရာကဘေးကင်းရဲ့လားပေါ့စွန်စားကန်းဆိုတာဘယ်တော့မှဘေးကင်းတယ်ဆိုတာမရှိဘူးဆိုပြီးတော့သူတို့ကအဲ့ဒီမှာရှိတဲ့အစားအသောက်တွေကိုစားကြတယ်ပေါ့နော်ပြီးရင်နားကြတယ်ချက်ချင်းဆိုသလိုပဲဒီဂူရဲ့အပေါက်ဝမှာအရေးအမဲတစ်ခုကရောက်ပြီးတော့အဲ့ဒါကတော့ Polyphemus လို့ခေါ်တဲ့မျက်လုံးတစ်လုံးနဲ့ပဲရှိတဲ့လူကြီးပါသူကဒီကြောက်တုံးနေနဲ့ဒီဂူဝါကိုပိတ်ဆို့ပြီးတော့လူတွေကိုဖမ်းထားလိုက်တယ်ဒီညမှာကြတော့လဲညစာအနေနဲ့ဆိုပြီးတော့ဒီလူနေယောက်ကိုစားလိုက်တယ်သူတို့အဖွဲ့တွေကလူတွေကအရန်ကြောက်နေကြပြီဒါပေမဲ့ Odysseus ကတော့စိတ်ကိုငြိမ်ငြိမ်ထားပြီးတော့အစီအစဉ်တစ်ခုကိုချမှတ်လိုက်တယ်သူကညကြတော့ဒီဘလူးကြီးကိုအရန်ပြင်းနေပေါ့နော်ဝိုင်းအရက်တစ်မျိုးကိုတိုက်တယ်သူကလည်းတောက်ပြီးတော့နင်တို့ဘယ်သူမှငါ့ကိုဘယ်သူမှတိုက်ခိုက်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒီအရက်တွေကိုအများကြီးတောက်ပြီးတော့အိပ်ပျော်သွားတယ်ပေါ့နော်သူအိပ်ပျော်သွားတဲ့အချိန်မှာ Odysseus ကဒီမျက်စိထဲကိုခြုံထပ်ပြီးတော့အပူပေးထားတဲ့ဒီမီးတုံးနဲ့မီးထဲမှာရှယ်မီးထိုးထားတဲ့တုံးနဲ့သူ့မျက်လုံးကိုဖောက်လိုက်တယ်အဲ့ဒီမှာဘလူးကြီးကလည်းထပြီးတော့អော်တာပေါ့နော်အဲ့လိုမျိုးဖြစ်နေရင်ဒီ Odysseus နဲ့သူ့ရဲ့လူတွေကဒီတဖြည်းဖြည်းထွက်ပြီးအဲ့လိုဖြစ်နေတဲ့အချိန်မှာအပြင်ကိုထွက်ပြေးလာခဲ့တယ်သူတို့တင်မောဘောကိုရောက်တယ်ရက်လွန်ပြီးတော့ထွက်သွားတဲ့အချိန်ကြတော့မှဒီ Odysseus ကနည်းနည်းဟာငါသူ့ကိုလုံနိုင်ခဲ့ပြီဆိုပြီးတော့နည်းနည်းမာနတက်ပြီးတော့អော်လိုက်တယ်ပေါ့နင်းကိုမျက်စိကန်အောင်လုပ်ခဲ့တဲ့လူကဒီ Ithaca Odysseus ပဲဆိုပြီးတော့သူကអော်ပြီးတော့ပြောလိုက်တယ်ပေါ့သူဒီမာနတက်ပြီးတော့អော်ပြီးပြောမိလိုက်တဲ့စကားတစ်ခွန်းကြောင့်ပဲသူ့ရဲ့ခီးစဉ်တစ်လျှောက်လုံးကဒုက္ခရောက်ပြီးတော့အိမ်ပြန်ခီးစဉ်ကအရန်ကိုရှေ့ကြခဲ့ရတာပါဒီဇလန်မှာသူအဲ့လိုမျိုးអော်ပြီးတဲ့အချိန်မှာခုနမျက်လုံးတစ်လုံးနဲ့ပဲရှိတဲ့ဘလူးကငိုကြွေးပြီးတော့သူ့ရဲ့အဖေကိုအကူအညီတောင်းတယ်ပေါ့နော်သူ့ရဲ့အဖေဟာဒီပင်လယ်ပြင်ကိုအုပ်ဆိုးတဲ့ Poseidon ဆိုတဲ့နတ်ဖျားပါဒီပင်လယ်ပြင်တစ်ခုလုံးကသူ့ရဲ့ရန်သူဖြစ်သွားတယ်နောက်တစ်ဆင့် Odysseus ဖြတ်ကျော်ရမယ့်ခီးလန်းကတော့ခုနလိုမျိုးလူသားစားတဲ့ဘလူးတွေနဲ့ကြောက်စရာတိုက်ခိုက်တာတွေမဟုတ်ဘဲနဲ့တခါတလေကြလဲလှပတဲ့ပန်းပွင့်လေးတွေအောက်ထဲမှာပဲတိမ်မြုပ်နေတဲ့အရာတွေရှိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ဆင့်သူတို့ရောက်သွားတဲ့ကျွန်းပေါ်မှာလူတွေကဒီကြာပန်းလေးတွေကိုစားပြီးတော့ငိမ့်ငိမ့်ချမ်းချမ်းနေထိုင်ကြတယ်။နာကျင်မှုတာဝန်ယူမှုသူတို့ရဲ့အိမ်ဘာဆိုဘာမှမသိတော့ဘဲနဲ့အားလုံးကိုမေ့သွားတယ်။ပြီးတော့ဒီကျွန်းကလည်းမထွက်ခွာချင်ဘူး။ဒီကျွန်းပေါ်မှာသူတို့အားလုံးကပျော်နေကြရပေါ့နော်။ဒါပေ
ပေမဲ့ Odysseus ကတော့သူတို့အားလုံးကိုသင်္ဘောပေါ်ကိုပြန်ဆွဲခေါ်ပြီးတော့သူတို့ကိုပြောတယ်မင်းတို့ဘသူလဲဆိုတာမင်းတို့ဘယ်တော့မှမေးလို့မရဘူးမင်းတို့ရောက်ရမယ့်အိမ်ဆိုတာရှိတယ်ဆိုပြီးတော့သူတို့ကိုသင်္ဘောပေါ်အတင်းဆွဲခေါ်ပြီးတော့ဒီကျွန်းကနေပြီးတော့ထွက်လာခဲ့တယ်ပေါ့နော်တခါတလေပခုံးပေါ်မှာထမ်းထားရတဲ့အလုပ်တွေဟာလေးလံတယ်လို့ခံစားရတဲ့အခါအားလုံးကိုမေ့ထားလိုက်တာပို့ပြီးတော့လွယ်ကူစေတယ်ပေါ့နော်ဒါပေမဲ့တခါတရံမေ့ရော့နေခြင်းဟာအိမ်ပြန်ဖို့စူးစမ်းရတာထက်ပို့ပြီးတော့လွယ်ကူစေအောင်ထင်ရတယ်ဒါပေမဲ့တကယ်စွမ်းအားဆိုတာကိုဘယ်သူလဲဆိုတာမမေ့ရော့ပဲနဲ့ကိုသွားခြင်းနဲ့ခရီးကိုရောက်အောင်ရှောက်နိုင်ခြင်းကလည်းတကယ်စွမ်းအားတစ်ခုပါပဲနောက်ထပ်ကျွန်းတစ်ကျွန်းမှာတော့သူတို့ကဆာစီစ်ကိုတွေ့တယ်ဒီ Odysseus ရဲ့လူတွေကဆာစီရဲ့နန်းတော်တွေကိုဝင်သွားတယ်ဝင်သွားလိုက်တဲ့အခါမှာသူရဲ့မော်ဒတန်လေးကိုတုံးပြီးတော့ဒီလူတွေအကုန်လုံးကိုဝတ်တွေအဖြစ်ပြောင်းလဲပြလိုက်တယ်ဒီ Odysseus တယောက်တည်းကပဲခန္ဓာရင်ရှိပြီးတော့မပြောင်းခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့သူကဒီမော်ဆေးပင်လေးရထားတယ်ဒီမော်ဆေးပင်လေးက Hermes ဒီနတ်ဖျားကနေပြီးတော့သူ့ကိုပေးပြီးတော့ကာကွယ်ထားတဲ့အတွက်သူကမပြောင်းလဲဘူးပေါ့နော်နတ်ဖျားကသူ့ကိုဝတ်အဖြစ်ပြောင်းမိမယ်လဲသူကမပြောင်းလဲတော့အထင်ကြီးသွားတယ်ငါဘာလို့သူ့ကိုပြောင်းလို့မရလဲဆိုပြီးတော့နည်းနည်းလေးလန့်သွားတယ်အဲ့ဒီချိန်မှာ Odysseus ကဒီ Sasis ကိုပြောလိုက်တယ်ပေါ့နော်သူ့ရဲ့လူတွေအကုန်လုံးကိုဝက်အဖြစ်ကနေပြီးတော့လူသားအဖြစ်ပြန်ပြောင်းပေးပါပေါ့ Sasis ကလည်းဒီ Odysseus ကိုနည်းနည်းသဘောကျသွားပြီးတော့သူ့ရဲ့မဟာမိတ်အဖြစ်သတ်မှတ်လိုက်ပြီးတော့လူတွေအားလုံးကိုပြန်ပြီးတော့ပြောင်းပေးတယ်သူ့ရဲ့လူတွေကဒီကျွန်းမှာအေးချမ်းချမ်းနဲ့ဆက်ပြီးတော့နေကြတယ်ပေါ့နော်ဒီကျွန်းဟာလှလဲလှတဲ့အစားအသောက်တွေလည်းများတယ်နေရတာလည်းတကယ်တောင့်တရှိတယ်ဒါပေမဲ့ဒီ Odysseus ကသူ့အိမ်ကိုတတိယနေတုံးမဲဆိုတော့အားလုံးကအဆင်ပြေချောမွေ့နေပေမဲ့လည်းသူကအိမ်ကိုပဲပြန်သွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်သူကအိမ်ပြန်မယ်ဆိုပြီးတော့ထွက်ခွာဖို့ပြောတဲ့အခါမှာ Sasis ကသူ့ကိုချိန်စာမတိုက်ခဲ့ဘူးသူ့ကိုမြေပုံတစ်ခုပေးလိုက်တယ်အဲ့ဒီတော့နောက်တစ်ခါမှာ Odysseus ကဒီတေချင်းမရမတိုင်းပြည်ကိုသူကသွားရမယ်Odysseus ကအိမ်ကိုပြန်ဖို့အတွက်ခုနလမ်းညွှန်လိုက်တဲ့မြေပုံလေးကိုကင်ပြီးတော့တေချင်းမရမပြည်ကိုသူရောက်သွားတယ်ပေါ့နော်ဒီမရမပြည်ကတေတဲ့လူတွေရဲ့တိုင်းပြည်ကိုဖျက်သွားမှာပဲသူလိုချင်တဲ့အိမ်ကိုပြန်နိုင်မယ်ဆိုပြီးတော့သူကဒီဖျက်ပြီးတော့ရှောက်ခဲ့တယ်ပေါ့နော်ဒီနေရာကိုရောက်တဲ့အခါကျတော့သူကဒီတေချင်းလောကရဲ့မှာသွေးတွေကိုတုံပြီးတော့တေသွားတဲ့လူတွေကိုသူကဆင့်ခေါ်လိုက်တယ်အဲ့ဒီလူတွေကိုလည်းရောက်လာတယ်ဝိညာဉ်တွေကလည်းရောက်လာတယ်အဲ့ဒီချိန်မှာဒီအတိတ်နမိတ်ဖတ်တဲ့ဆရာ Tiresias ကသတိပေးလိုက်တယ်ဒီနေမင်းရဲ့နွားတွေကိုဘယ်တော့မှမထိပါနဲ့တဲ့မဟုတ်လို့ရှင်ကို့မှာရှိတဲ့အရာအလုံးဆုံးရှုံးလိုက်မယ်ဆိုပြီးတော့သူကမှားလိုက်တယ်အဲ့ဒီအချိန်ထဲမှာပဲတေသွားပြီးသားလူတွေဆုံးရှုံးရတဲ့လူတွေရဲ့မျက်နှာတွေကိုလည်းသူကပြန်ပြီးမြင်ရတယ်အဲ့ဒီမှာစစ်သူရဲကောင်းတွေပါတယ်ဘရင်တွေပါတယ်သူ့ရဲ့မိတ်ဆွေဟောင်းတွေပါတယ်နောက်ဆုံးမှသူကနောက်ထပ်အရေးတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒါကသူ့ရဲ့အမေသူ့ကိုစောင့်နေရင်လည်းသူ့အမေကကွယ်လွန်သွားခဲ့တာပေါ့နော်ဒီသူ့အမေကိုမြင်ပြီးတော့မှတ်မိလိုက်တဲ့အခါမှာသူခီးသွားနေရင်လည်းမှဒီတေချင်းနေရာမှာသူ့အမေရဲ့ဝိညာဉ်ကိုတွေးမှပဲသူ့အမေဆုံးသွားတယ်ဆိုတာကိုသူကသိလိုက်ရတယ်သူ့အမေကသူ့ကိုမြင်တဲ့အခါကျတော့နူးနူးညံ့ညံ့နဲ့သူ့ကိုမှာလိုက်တယ်ဒါပေါ့အချစ်ရဲ့ခွန်အားတွေကပင်လယ်ကြီးရအောင်အချစ်ကိုမဆေးကြောနိုင်ဘူးဆိုပြီးတော့မှာလိုက်တယ်အဲ့ဒီအချိန်မှာ Odysseus ကအရန်ကိုဝမ်းနဲ့ကြွေကွဲပြီးတော့အရန်လဲငိုတယ်သူ့အမေကိုထိချင်တယ်ဖတ်ထားချင်တယ်ကင်တွယ်ချင်တယ်ပေါ့နော်ဒါပေမဲ့သူ့အမေကအရေးတစ်ခုပဲဖြစ်နေခဲ့တယ်အဲ့တော့သူကဘာမှမလုပ်နိုင်ဘူးအဲ့ဒီမှာထိုင်ပြီးငိုတာတစ်ခုပဲလုပ်နိုင်ခဲ့တယ်ပေါ့နော်ဒီအချိန်မှာ Odysseus တိလိုက်ရတာတစ်ခုကခရီးတိုင်းမှာပေးဆက်ရတဲ့တန်ဖိုးရှိတယ်ဆိုတာပဲသူကအချိန်တွေကိုပဲဆုံးရှုံးသွားတာမဟုတ်ဘူးလူတွေကိုလည်းဆုံးရှုံးသွားတယ်တခါတလေရှေ့ဆက်ရှောက်နိုင်ဖို့ဆိုလို့ရှိရင်ဒီဆုံးရှုံးသွားတဲ့အရာတွေနောက်ကိုပြေးလိုက်ရတာမဟုတ်ဘဲနဲ့ဒါတွေကိုရင်ဆိုင်ရမှာပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းကိုရီဆုံးရှုံးလိုက်ရတဲ့လူတွေရှိတယ်ပျောက်ဆုံးသွားတယ်တိတ်ဆုံးသွားတဲ့လူတွေရှိတယ်ဒါတွေကိုခါတလေကြားလို့ရှိရင်အများအားအမှတ်မိနေဖို့ဆိုလို့ရှိရင်ဒီမှတ်ဉာဏ်ဟာတေးပြီးသွားတဲ့နောက်မှာတော့မှတက်သွင်းထားနိုင်တဲ့တရားတစ်စင်းလိုမျိုးပါပဲOdysseus တေချင်းနိုင်ငံကနေထွက်လာပြီးတဲ့အခါမှာ Siren နေရှိတဲ့နယ်မြေစီကိုဦးတည်ပြီးတော့ထွက်ခွာလာခဲ့ရတယ်။ Sirens တွေရဲ့အတန်အရန်ကိုလှပပြီးတော့ဆွဲဆောင်မှုရှိလို့ကြားလိုက်ရတဲ့လူတွေကသူတို့အတန်နောက်ကိုအရန်လိုက်ချင်တယ်။အဲ့လိုမျိုးလိုက်သွားတဲ့အခါကြလို့ရှိရင်ကြောက်တုံးနေနဲ့တိုက်မိတာရေထဲကိုဆင်းပြီးတော့အဲ့လိုမျိုးတေသွားတာတွေဖြစ်တတ်တယ်ပေါ့နော်။သူကသူ့လူတွေအကုန်လုံးရဲ့နားကိုဒီဖျောင်းနေနဲ့ပိတ်ခိုင်းပြီးတော့မကြားရအောင်လုပ်ခိုင်းထားတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့အဲ့ဒီအတန်ကိုကြားဘူးချင်တယ်။ဒါကြောင့်သူကသူ့လူတွေကိုမှားထားတယ်။ငါ့ကို
တင်မောတိုင်းမှာခြီထားပေါ့နော်တကယ်လို့ဘလို့ပဲဖြစ်သူ့ကိုလွတ်မပေးပါနဲ့ဆိုပြီးတော့မှားထားတယ်သူတို့ဒီ siren တွေရှိတဲ့နေရာမှာဖြတ်သွားတဲ့အခါကျတော့သူကဒီတချင်းကိုကြားရတယ်ရန်ကိုတာယာနားပြော်ပြီးတော့အလှအပတွေအားလုံးပါတယ်စိတ်တွေပြောင်းပြီးတော့သူ့တင်မောသားလူတွေပြောတာပေါ့နော်ငါ့ကိုလွတ်ပေးပါဆိုပြီးတော့တောင်းဆိုတယ်ဒါပေမဲ့သူ့ရဲ့လူတွေကဆက်ပြီးတော့ပဲလှော်ခတ်သွားတယ်သူ့ကိုလွတ်မပေးလိုက်ဘူးသူကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီနောက်မှာတော့သူတို့ကစကီလာနဲ့ Caribe ဆိုတဲ့ blue ဆိုကြီးနှစ်ကောင်ရဲ့နေမျိုးရောက်သွားတယ်တကောင်ကခေါင်း6လုံးပါတယ်တတဝါကြီးနောက်တစ်ကောင်ကတော့ပင်လယ်ဟိုတောင်ဝါမြို့နိုင်တယ်ဆိုတဲ့တတဝါသူတို့ဖြတ်သွားရင်လည်းသူ့ရဲ့လူ6ယောက်ကိုဆုံးရှုံးရတယ်ဒီခေါင်းတစ်လုံးစီကိုတစ်ယောက်စီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါတွေပြီးတော့နေမင်းရဲ့ကျွန်းကိုသူတို့ရောက်သွားကြတယ်သူကသူ့အဖွဲ့သားတွေအားလုံးကိုသတိပေးထားတဲ့အတိုင်းဒီနေမင်းရဲ့မြင့်မြတ်တဲ့နွားတွေကိုမထိနဲ့ပေါ့နော်ဒါပေမဲ့သူ့ရဲ့အဖွဲ့သားတွေကသူပြောတာကိုနားမထောင်မနဲ့နွားတွေကိုတတ်စားမိလိုက်ကြတယ်ဇူးနတ်ဖျားကြီးကအဲ့ဒါကိုတီးတော့သူတို့တင်မောကိုမိုးချုံနဲ့ပစ်ချလိုက်တာအားလုံးတေဆုံးသွားပြီးတော့ Odysseus တယောက်တည်းပဲလွတ်ပြီးတော့ကြံခဲ့တယ်သူကဒီပင်လယ်ပြင်ကြီးထဲမှာတစ်သားထုံးလေးတစ်တုံးကိုဖတ်ပြီးတော့တယောက်တည်းပဲမျောပါပြီးတော့ရှင်ကြံခဲ့တာပေါ့နော်တင်မောပြတ်ထဲမှာမျောပါနေရင်လည်း Odysseus က Calypso ရဲ့ကျွန်းပေါ်ကိုရောက်သွားတယ် Calypso ကတန်တမှုရဲ့နတ်ဖျားမှာတပါ Calypso ကသူ့ကိုအရန်ကိုချစ်ခင်မျက်နှိုးပြီးတော့ထာဝရအသက်ရှင်ခြင်းငြိမ်းချမ်းခြင်းအချစ်လိုချင်တဲ့အရာတွေအားလုံးကိုပေးတယ်သူ့ကိုလွတ်မြောက်ခွင့်ပေးတဲ့အရာတစ်ခုကလွဲပြီးတော့သူလိုချင်တာတွေအားလုံးပေးတယ်သူတို့9နှစ်လုံးအတူတူနေခဲ့ကြတယ်အဲ့ဒီမှာသူကအချစ်လဲခံရတယ်ဘေးလဲကင်းတယ်ဒါပေမဲ့ညနေရောက်လို့ရှိရင်သူကကမ်းခြေမှာရက်အပ်ပြီးတော့ပင်လယ်ပြင်ကြီးကိုပဲငေးကြည့်နေတတ်တယ်အဲ့လိုအချိန်နဲ့အကြာကြီးဒီနတ်ဖျားမရဲ့အလှပရဲမှာသူပိတ်မိနေတဲ့အခါတခြားနတ်ဖျားတွေကလည်းသူ့ကိုတနာလာပြီးတော့လွတ်ပေးလိုက်တော့ဆိုပြီးတော့ဒီ Hermes နတ်ဖျားကနေပြီးတော့တဆင်သူ့ကိုလွတ်ပေးလိုက်ပါဆိုပြီးစာလွာပါလိုက်တယ်ပေါ့နော်တဝစ်လာပါလိုက်တယ်အဲ့ဒီဟာစာလေးကိုရတော့ Calypso ကငိုပြီးတော့တော်တော်လေးဝမ်းနေသွားတယ်ဒါပေမဲ့ तू စာရဲကအတိုင်းပဲ तू နာခံဖို့အတွက် तू လက်ခံလိုက်တယ် तू ကလှေကလေးကိုလည်းကူပြီးတော့စောက်ပေးတယ်အိမ်ပြန်ဖို့ခီးကိုဆက်တော့မယ်ဆိုတော့ तू ကပြောလိုက်တယ်သူ့ကိုအရန်ချစ်တဲ့လူတစ်ယောက်ကိုနောက်မှခြံထားခဲ့မယ်ဆိုရင်တော့မှသူ့အိမ်ကိုချောချောရှူရှူနဲ့ပြန်ရှာတွေ့ဖို့ तू ကဆူတောင်းပေးလိုက်တယ် Calypso ကိုကြည့်ပြီးတော့နားရလိုက်ရတာတခါလေအချစ်ကဆွဲထားတာမျိုးမဟုတ်ဘဲနဲ့လက်လွတ်တဲ့လက်လွတ်ပစ်လိုက်ရပေါ့နော်ဒါမှကိုချစ်ရတဲ့သူတယောက်ကသူဖြစ်တဲ့သူရောက်တဲ့နေရာကိုရောက်သွားမှာပေါ့နော်ဒီစီယာအီတီကာကိုနောက်ဆုံးမှာပြန်ရောက်သွားခဲ့တယ်အိမ်ပြန်ဖို့ကြာတာတွေရောအချိန်ကြီးအားလုံးပေါင်းလိုက်လို့ရှိရင်နှစ်ပေါင်း20တောင်မှသူကြာသွားခဲ့တယ်သူပြန်ရောက်တဲ့အခါမှာနန်းတော်ထဲမှာလူတွေကပြည့်နေတယ်ပွဲလန်းသမီးကြီးတစ်ခုလိုဖြစ်နေတာပေါ့နော်သူ့ဇနီးကခင်မွန်းတစ်ကိုရွေးဖို့စောင့်နေကြတယ်ဘာလို့လဲဆိုတော့သူ့ဇနီးကိုယူလိုက်လို့ရှင်သူတို့ကဒီမှာရှိတဲ့ဘရင်အဖြစ်ကိုရကြမှာဆိုတော့အားလုံးကသူ့ဇနီးကိုလက်ထပ်ဖို့အတွက်ဖိအားပေးပြီးတော့သူ့ရဲ့ခင်မွန်းတစ်ယောက်ကိုရွေးခိုင်းနေတယ်ပေါ့နော်သူကသူ့ရဲ့ပုံစံအမှန်နဲ့ပြန်မလာဘဲနဲ့ဒီတရောင်းစားအိုကြီးအဖြစ်နဲ့သူကပြန်ရောက်လာခဲ့တယ်အတီနာနတ်ဖျားကလည်းအဲ့ဒီအတွက်ကိုကူညီတယ်ဘာဖြစ်လို့လဲဆိုတော့သူထွက်လာခဲ့တာနှစ်ပေါင်း20တောင်ကြာနေပြီဆိုတော့သူပြန်ရောက်လာတဲ့အခါသူ့လူတွေကသူ့ကိုတစ္ဆာရှိသေးလားသူ့ရဲ့အမျိုးသမီးကလည်းသူ့ပေါ်မှာတစ္ဆာရှိသေးလားပေါ့နော်အခြေအနေတွေကိုသူကစုံစမ်းခြင်းနဲ့အကဲဖြတ်ခြင်းနဲ့သိခြင်းနဲ့ဒါကြောင့်သူကလိုမျိုးပုံစံအသွင်ပြောင်းပြီးတော့အသွင်တစ်ခုနဲ့သူကပြန်ရောက်လာခဲ့တယ်သူ့ရဲ့အမျိုးသမီးပီနီလုပ်ကလည်းတော်တော်လေးတစ္ဆာရှိတယ်သူ့အမျိုးသားကိုခုချိန်မှာတေလားရှင်လားမသိပေမဲ့လည်းခုချိန်ဒီတစ္ဆာရှိစောင့်နေတော့မယ်ပေါ့နော်ဒီခင်မွန်းလောင်းရွေးတဲ့အခါမှာတော့မှ Odyssey တယောက်တည်းလုံနိုင်တဲ့အချက်ကိုပဲသူကပြောပြီးတော့ခင်မွန်းလောင်းဖြစ်ရွေးတယ်မြင့်မြတ်တဲ့လေးပေါ့နော်ဒီလေးကိုကြိုးတင်ရမယ်ကြိုးတင်ပြီးလို့ရှိရင်ဒီမြားကကက်ရက်ထပ်ထားတဲ့ပစိန်ကောင်း12ခုကိုဖောက်ထွက်အောင်ပြင်နိုင်တဲ့လူကိုမှသူကလက်ထပ်မယ်ဆိုပြီးတော့ပြောလိုက်တာပေါ့ဒီဟာတွေအကုန်လုံးကို Odyssey တယောက်တည်းပဲလုံနိုင်တာအဲ့ဒါတော့သိအဲ့ဒါနဲ့သူကဒီလိုမျိုးလုံနိုင်တဲ့လူကိုသူလက်ထပ်မယ်ဆိုပြီးတော့ပြောလိုက်တယ်ဘသူပဲစူးစမ်းမအောင်မြင်ဘူးဒါပေမဲ့ Odyssey ကတော့ဒီလူအိုအဖြစ်နဲ့ပေါ့နော်ဟန်ဆောင်ပြီးတော့သွားပြီမယ်လို့အများကိုလည်းပစိန်တွေအကုန်လုံးဖောက်သွားအောင်ပြင်နိုင်တယ်အဲ့လိုမျိုးပြစ်ပြီးသွားတဲ့အခါမှာတော့သူ့ရဲ့ဟန်ဆောင်မှုတွေကိုခွာချလိုက်တယ်ပေါ့နော်အဲ့ဒီချိန်မှာသူကငါကဒီ Attica က Odysseus ပဲဆိုပြီးတော့ပြောလိုက်တယ်အဲ့လိုလဲသူကဖွင့်ဟပြီးတော့ပြောပြီးလိုက်တာနဲ့ဒီမှာသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့သူ့ရဲ့အမျိုးသမီးကိုရအောင်ဝိုင်းပြီးတော့ကြံနေတဲ့သူတွေအားလုံးကိုသူကတက်ပစ်လိုက်တယ်နောက်ဆုံးမှာတော့သူမုံတိုင်းနေနတ်ဖျားတွေနတ်ဘလူးတွေအားလုံးကိုကြုံပြီးတဲ့နောက်မှာတော့သူအိမ်ကိုပြန်ရောက်သွားခဲ့ရပါပြီ DBG ကအကြီးရာ Odysseus ဇလန်းရဲ့နောက်ဆုံးအပိုင်းပုံဖော်ထားတာပါသူတို့အားလုံးမှာကိုပိုင် Odysseus ဇလန်းလေးတွေရှိကြတယ်
ပင်လယ်ပြင်ကိုဖြတ်ကျော်တဲ့ခီးမဟုတ်ခဲ့ရင်တော့မှအချိန်တွေမှတ်ညံတွေနဲ့မျောလင်းချက်တွေကိုဖြတ်တန်းခဲ့ရတဲ့ခီးပင်လယ်ကဘယ်တော့မှမေ့မသွားဘူးဒါပေမဲ့ချူတို့လည်းဘယ်တော့မှမမေ့ကြဘူး